Okay ကျွန်တော် five essential things ပေါ့နော်ဆိုတော့forex trading စလုပ်ဖို့အတွက်ကိုနောက်ကျွန်တော်သိရမယ်အချက်၅ချက်ပဲအမှန်တော့သိရမယ့်အချက်တွေကအများကြီးပဲဒါပေမဲ့တခြားဟာတွေပြောရင် noisy ဖြစ်မယ်ပေါ့နော် noisy ဖြစ်မယ်ဆိုတော့ကျွန်တော်တို့ဒီရှုပ်နေမှာပေါ့အဲ့တော့ကျွန်တော်တို့အခုfive essential things ကိုပဲအရင်ဆုံးပြောပါမယ်ဒီဗီဒီယိုပါเนาะအဲ့တော့ကျွန်တော်တို့ကြည့်ကြည့်အောင်အဲ့တော့ကျွန်တော်တို့ဒီမှာဒီ essential ၅ခုကဘာတွေလဲဆိုလို့ရှိရင် candles pairs time frames pips ပြီး loss နဲ့ leverage okay အဲ့တော့လောလောဆယ်သိရလူတွေလည်းရှိလိမ့်မယ်မသိရလူတွေလည်းရှိလိမ့်မယ်မသိဘူးဆိုလို့ရှိရင်တစ်ခုချင်းကျွန်တော်ရှင်းပြပါမယ်ကျွန်တော်သိရလူတွေလည်းပြန်ပြီးတော့နှွှေးပြီးသားဖြစ်တာပါနိအဲ့တော့ကြည့်ကြည့်အောင် okay candles ကိုကျွန်တော်တို့က OHLC open high low close လို့ကျွန်တော်တို့ခေါ်တယ် okay OHLC open high low close ဆိုတာဘယ်ကလာရဲဆိုလို့ရှိရင်ဒီမှာကျွန်တော်ပုံလေးမှာပြထားတယ် open ဆိုတာကကျွန်တော်တို့candle ကိုစပြီးတော့ဖွင့်နေကျွန်တော်တို့နေရပေါ့ဆိုတော့ဒီ candle တစ်ချောင်းကိုကျွန်တော်တို့ဒီ chat ပေါ်မှာတွားကြည့်လိုက်မယ်ဆိုလို့ရှိရင် local candle မျိုးလေးတွေအများကြီးတွေ့ရလိမ့်မယ်အဲ့တော့ chatting software ဘယ်ဟာသုံးမလဲဆိုရင်ကျွန်တော် trading view ကိုသုံးပါမယ်ကျွန်တော်ပြင်ပြပါမယ်ဒါပေမဲ့အခုဒီမှာကြည့်မယ်ဆိုလို့ရှိရင် open high low close ဆိုပြီးကျွန်တော်ရေးထားတာတွေ့လိမ့်မယ်ဆိုတော့ open ဆိုတာကဘာလဲဆိုလို့ရှိရင် candle တစ်ချောင်းရဲ့ကျွန်တော်တို့စပြီးတော့ဖွင့်နေနေရပေါ့ဖွင့်နေဈေးပေါ့ကျွန်တော်ကဈေးတန်းတစ်ခုမှာစဖွင့်တယ်ဥပမာ for example ဒါကိုကျွန်တော်တို့မြန်မာကျက်နေပြောမှာဆိုလို့ရှိရင်ဟိုဒါဒီနေ့တစ်နေ့တာပေါ့နော်ဆိုပါတော့one day ကိုကိုစားပြုတဲ့ daily candle ဆိုပါတော့ကျွန်တော်ကမနေ့ဈေးတန်းစပြီးဖွင့်တဲ့အချိန်မှာကျွန်တော်တို့ဒေါ်လာဈေးဆိုပါတော့ဒေါ်လာဈေးကိုစဖွင့်တဲ့အချိန်မှာဒေါ်လာကို4000ကျပ်ဈေးပေါက်တယ်စပြီးဖွင့်တယ် open ပြီးရင်အမြင့်ဆုံးဘယ်အထိတက်ခဲ့လဲဆိုလို့ရှိရင်အဲ့ဒီတရက်တာအတွင်းမှာ4500အထိတက်ခဲ့တယ်ဒါ high ဟုတ်နော်ပြီးရင်အနိမ့်ဆုံးဘယ်အထိကျခဲ့လဲဆိုလို့ရှိရင်ကျွန်တော်တို့3800အထိကျခဲ့တယ်ဒါ low okay အဲ့တော့4000မှာစဖွင့်တယ်4500အထိတက်ခဲ့တယ်3800အထိကျခဲ့တယ်ပြီးရင်ပြန်ပိတ်တဲ့အချိန်မှာကျွန်တော်တို့က4000နဲ့မှ300မှာပိတ်တယ် okay ဒါ close okay အဲ့တော့ကျွန်တော်ဒီတနေ့တာရဲ့ဒီဒေါ်လာဈေးကိုကြည့်မယ်ဆိုလို့ရှိရင် open ဒီ4000ပြီးရင် highest က height အမြင့်ဆုံးက4500အနိမ့်ဆုံးက3800ပြန်ပိတ်သွားတော့4000နဲ့300မှာပိတ်တယ်အဲ့တော့ဒါဒီခုနဒီ candle ကိုစားပြုတဲ့ open high low close ပဲ okay အဲ့တော့ဟိုဘက်ကကျွန်တော်တို့ဒီညာဘက်အချမ်းကကျွန်တော်တို့ candle ကိုကြည့်မယ်ဆိုရင်လည်းသဘောတရားအတူတူပဲဘယ်ဘက်က candle မှာတော့ကျွန်တော်တို့က open ထဲ close price ကပိုများတယ်ကျွန်တော်4000မှာဖွင့်ပြီးတော့4000နဲ့300မှာပိတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ candle ကကျွန်တော်တို့ဒီbullish candle လို့ခေါ်တဲ့ဒီဟိုပြောရရင်ဈေးအတက် candle လို့ကျွန်တော်တို့ခေါ်တာ bullish candle ပေါ့နော်ဒါပြီးရင်ကျွန်တော်အဲ့ပြောပြပါမယ်အဲ့တော့ bullish candle ဈေးအတက် candle နော်အဲ့တော့ဒါဒီopen ထက် close ကပိုပြီးတော့မြင့်ဆိုညာဘက်က candle ကိုကြည့်မယ်ဆိုလို့ရှိရင်ကျတော့ open ထက် close ကပိုပြီးတော့နှိမ့်တာကိုတွေ့မယ်ဆိုတော့ဒါကျတော့ခုနကဒေါ်လာဈေးနဲ့ပဲကျွန်တော်တို့ဥပမာပြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က4000မှာကျွန်တော်စဖွင့်တယ်အမြင့်ဆုံးဈေးခုနကအတိုင်းပဲ4500အထိရောက်ခဲ့တယ်အနိမ့်ဆုံးဈေးကလည်းခုနကအတိုင်းပဲ3800အထိရောက်ခဲ့တယ်ဒါပေမဲ့ close ကကျတော့3900မှာပိတ်တယ်ဒီနေ့ဈေးက3900မှာပိတ်တယ်ဒါဆိုရင်ကျွန်တော် open 4000 close က3900ဆိုတော့ close ဈေးက open ဈေးတဲ့ပို့ပြီးတော့နှိမ့်တော့သူကဖြောင်းမြန်ကျွန်တော်တို့အောက်ကိုဆင်းနေ bearish candle လို့ခေါ်တယ်ကျွန်တော်တို့ဈေးအနှိမ့်ကိုတွားတဲ့ candle ဆိုတော့ဒါဒီbearish candle ဖြစ်အနေနဲ့ပိတ်သွားတယ် okay အဲ့တော့ open high low close ရဲ့အရှိစလုံးတွေဖြစ်တဲ့ OHLC ကိုကြည့်ပြီးတော့ကျွန်တော်တို့က bullish လား bearish လားဆိုတဲ့ candle ကအယောင်လေးကြီးပြလေးရှိတယ်ကျွန်တော် chatting software မှာဆိုလို့ရှိရင်လည်း chat လုပ်တဲ့ software မှာဆိုလို့ရှိရင်လည်းဒီအယောင်မတူတာတွေ့လိမ့်မယ်နော် bullish ဆိုတဲ့ယောင် bearish ဆိုတဲ့ယောင်လိုမျိုးအယောင်မတူတာလေးရှိတယ်ဆိုတော့ဒါဒီcandles တွေအဲ့တော့ကျွန်တော် candles ကိုဘယ်နေရာမှာသုံးလဲဆိုလို့ရှိရင်နောက်ပိုင်းကြာလို့ရှိရင်ကျွန်တော်တို့ဒီ trade တွေဝင်တဲ့အချိန်မှာ candle ကိုသုံးပြီးတော့ဝင်တာမျိုးရှိမယ် okay အဲ့တော့ဒါ candle ပါနောက် pairs ဆိုတော့ကျွန်တော် trading pairs တွေက currency တွေဒီငွေကြေးတွေအကုန်လုံးက pair လို့ခေါ်ရဲနှစ်ခုအမြင်နဲ့တွဲပြီးတော့ပြောမှရဟုတ်ပြီတော့အခုကျွန်တော်တို့အပြင်မှာကျွန်တော်တို့မေးကြည့်မယ်အခုဒီနေ့ဒေါ်လာဈေးဘယ်လောက်လဲဆို4500ဆိုပါစို့ဒီနေ့ဒေါ်လာဈေးဘယ်လောက်လဲဆိုလို့ရှိရင်ဖြည့်တဲ့လူကဘယ်ဈေးနဲ့တွက်ပြီးဖြည့်ရမှာလဲဆိုတာရှိတယ်အဲ့တော့ပြောလို့ရှိရင်ဗျာဒေါ်လာဈေးဘယ်လောက်လဲဆိုတော့သိချင်တယ်ဆိုလို့ရှိရင်သူနဲ့တွဲမဲ့နောက်ထပ် currency တစ်ခုပါမှရမှာ
US ဒေါ်လာနဲ့မြန်မာကျပ်နဲ့တွဲတဲ့အတွဲလားဒါပေမဲ့ US ဒေါ်လာနဲ့ကျွန်တော်တို့ဒီ Thai baht နဲ့တွဲတဲ့အတွဲလားယူရိုငွေနဲ့ US ဒေါ်လာနဲ့တွဲတဲ့အတွဲလားဘယ်အတွဲပေါ်မှာမူတည်ပြီးတော့ဈေးကဘယ်လောက်လဲဆိုတာကိုပြောရမှာလေဘယ်လောက်လဲလို့မေးလို့ရှိရင်သူနဲ့တွဲမဲ့ပဲတစ်ခုပါဟုတ်ပါဆိုတော့အဲ့ဒါကိုကျွန်တော် currency pair လို့ခေါ်တယ်ဒီမှာဆိုရင်အထွေအများဆုံး currency pair တွေကျွန်တော်ဒီပေါ်မှာချက်ပေါ်မှာဒီပုံပေါ်မှာတင်ထားတယ် Euro USD ကနေစပြီးတော့ကျွန်တော်တို့ဒီ Euro အတွဲအကုန်ရှိမယ် Euro ကအားလုံးထက်ဈေးပိုများတာဖြစ်တဲ့အတွက်အရှိမနေတယ်အဲ့တော့ဈေးပိုများတဲ့ပေါ့နော်ဈေးတန်ဖိုးပိုကြီးတဲ့ currency ကအရှိမနေလေးရှိတယ်ဟုတ်ပြီပြီးရင်တန်ဖိုးပိုကြီးတဲ့ currency ကအများသောအားဖြင့်ပေါ့နော်1ဖြစ်လေးရှိတယ်ဆိုတော့ဒီဘောက်မှာ Euro USD ဆိုလို့ရှိရင်1 Euro မှာဘယ်လောက် USD လဲ Euro GBP ဆိုလို့ရှိရင်1 Euro မှာဘယ်လောက် Great Britain ပေါင်းလဲ Euro AUD ဆိုလို့ရှိရင်1 Euro မှာဘယ်လောက် Australian Dollar လဲဆိုတော့အဲ့ဒါကိုပြောချင်တာเนาะအဲ့တော့ဒီမှာကျွန်တော်တို့ဒီ currency pair တွေအကုန်လုံးတော်တော်များများဒါ trade ကြတဲ့ pair တွေဖြစ်ပါတယ်ကျွန်တော်တို့ကတော့အများစုတော့ Euro USD ရယ် GBP USD ရယ် GBP JPY ရယ်နောက် CAD GPY ကက်ယန်လို့ခေါ်တဲ့ကောင်ပေါ့နော်ဒီကောင်ဒီကက်ယန်ရယ်ပြီး GBP JPY ရယ်ဒီနှစ်ခု GBP USD နဲ့ Euro USD ရယ်နောက်ရွှေရယ်ဒါဆိုပြီး trade လေးရှိကြတယ်နော်ကျွန်တော်တို့ trade တဲ့ဟာပေါ့နော်ကျွန်တော်များများဒါတွေအကုန် trade ဆိုတော့ဘာ currency လဲပြောမှဆိုလို့ရှိရင် Euro ဇုံရဲ့ EU ရဲ့ Euro ဇုံရဲ့ Euro ငွေပြီး US ဒေါ်လာပြီး Great Britain ပေါင်ကျွန်တော်တို့ UK ရဲ့ပေါင်ပြီးရင် Australian dollar New Zealand dollar နောက် Japan yen ဒါ Japan yen ပြီးရင် Canadian dollar CHF ကကျတော့ Swiss franc ပေါ့ကျွန်တော်တို့ဒီ Switzerland ရဲ့ franc ငွေနော် Swiss franc ပြီးရင် XAU ဆိုတာကရွှေနော် XAU ဆိုတာရွှေ USD pair ပေါ့နော်အဲ့ဒါတွေ့Okay ဆိုတော့ဒါက currency pair တွေဖြစ်တယ်အဲ့တော့ကျွန်တော်ဘယ် pair trade မလဲဆိုတော့ကိုယ့်ပုံမှာမူတည်ပါတယ်ကိုဘယ်လောက်ထိဘယ် pair ကိုကျင်းရတယ်လဲဘယ်လောက်ထိ bet test လုပ်ထားလဲဘယ်လောက်လေ့ကျင့်ထားလဲဒါတွေပုံမှာမူတည်ပြီးတော့ pair ကိုရွေးရအောင်နော် Okay now time frames ဆိုတာကျတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအချိန်နေနော်အချိန်နေဆိုတာကကျွန်တော်တို့ဒါဆိုရင် weekly time frame နော်1 week ကိုစားပြုတယ်အဲ့တော့ candle ကိုစပြီးတော့ဖွင့်နေဟိုမှာကျွန်တော်တို့ forest ဆိုလို့ရှိရင် Monday to Friday ဖွင့်တယ်သူကစနေနေ့ပိတ်တယ်အဲ့တော့ Monday မနေ့4နာရီကျွန်တော်တို့မြန်မာအချိန်ဆို3ခွဲလောက်ဖြစ်မယ်တယ်ဆိုတော့အဲ့ဒီကနေစပြီးဖွင့်တဲ့နေ့ကနေနောက်တစ်နေ့ဒီ Friday ပေါ့နော်မနေ့4နာရီ Friday ည4နာရီပေါ့စနေနေ့မနေ့4နာရီဆိုပါလို့အဲ့ဒီအထိကိုကန်တယ်ရွေ့သွားတဲ့ဟာကိုကျွန်တော်ကခုန weekly ကန်တယ်လို့ခေါ်တယ်အဲ့ဒါတစ်ချောင်းနေပေါ့နော်ဒီ week ကတော့တက်ခဲ့တယ်ဆိုရင်ဒီလို bullish ကန်တယ်ကြီးပြမယ် bullish အကြောင်းကြီးဟိုတိပြီးကြောက်ပြီးထင်ပါတယ်ကျွန်တော်ခုနကပြောရဲ open high low close နဲ့ပြောတာပေါ့နော်ဒါ bullish ကန်တယ်ပြီးရင်အဲ့ weekly ကို9ရက်ပြန်ခွဲလိုက်လို့ရှိရင် Monday Tuesday Wednesday Thursday Friday နော်ဒါတကယ်အစစ်မဟုတ်ပါဘူးကျွန်တော်ဒါဟိုillustrate လုပ်ပြထားတာမြင်အောင်မပြထားတာပေါ့နော်တကယ်ကန်တဲ့အစစ်တွေကျွန်တော် screenshot ရိုက်ထားတာမဟုတ်ဘူးဒီတည်းပဲဆွဲထားတာနော်ဆိုတော့ weekly မှာ Monday တုန်းကနည်းနည်းတက်တယ် Tuesday နည်းနည်းတက်တယ် Wednesday နဲ့ Thursday မှာနည်းနည်းကျတယ် Friday မှာပြန်တက်ခဲ့တယ်ဆိုတော့ daily ကန်တဲ့ကဒီလိုပုံစံဖြစ်နေတယ်ဒီတစ်ချောင်းကိုကျွန်တော်တို့ဒီ one day ကိုစားပြုနော်ပြီးရင်4 hour ဆိုတော့ကျွန်တော်တို့ဒီ24 hour daily တစ်ချောင်းကို24 hour ရှိရဲအဲ့တော့တစ်ချောင်းကိုကျွန်တော်တို့4နာရီရှိတဲ့ကန်တယ်ဆိုလို့ရှိရင်6ချောင်းဖြစ်သွား6လေး24ဆိုတော့ okay အဲ့တော့ဒီမှာဒါဆိုရင်တစ်ချောင်းကို4နာရီတကူစားပြီအဲ့တော့ပဲပထမ4နာရီတော့တက်တယ်နည်းနည်းဒုတိယ4နာရီကြာနည်းနည်းပိုတက်တယ်တတိယ4နာရီမှာကြာအဲ့ဒါပဲဒီပုံစံပေါ့ဒါတစ်ချောင်းကို4နာရီကြီးသွားတယ်နောက်ဒီ4နာရီ4 hour တစ်ချောင်းမှာ1 hour 4ချောင်းပါ4နာရီဆိုတော့1 hour 4ချောင်းပါမယ်1 2 3 4တစ်ချောင်း1နာရီစီရှိတဲ့ကန်တယ်တွေပေါ့ဆိုတော့အတုံးအများဆုံးဟာတွေကျွန်တော်ပြောပြရအောင် weekly သုံးတယ်ကျွန်တော် daily သုံးတယ်4 hour သုံးတယ်1 hour သုံးတယ်အတုံးအများဆုံးကျွန်တော်တို့ဒီ time frame เนาะပြီးရင်နောက်15မိနစ်1 hour ကန်တယ်တစ်ချောင်းမှာ15မိနစ်4ချောင်းပါ15 minute ကန်တယ် okay အဲ့လိုပဲ150 minute ကန်တယ်မှာကျွန်တော်တို့5မိနစ်ကန်တယ်3ချောင်းပါ okay ပြီးရင်5မိနစ်ကန်တယ်တစ်ချောင်းမှာ1 minute 10 minute ကန်တယ်5ချောင်းပါเนาะဒါကကျွန်တော်တို့ပုံမှန်ပဲဒါဒီကျွန်တော်တို့ရဲ့ဒီ time frame အဲ့တော့ဒီ time frame အရှိမကျွန်တော်တို့5ခုအနောက်မှာ3ခုဆို8ခုပေါ့နော်8ခုအသုံးများတယ်ဒါပေမဲ့အကုန်လုံးသုံးရမယ်လို့မဆိုလို့ကိုယ့်အတွက်အဆင်ပြေတဲ့ဟို weekly လို့ဟာမျိုးဆိုမထွက်ဘူးကျွန်တော်ဒီ week ကဘာဖြစ်မလဲဆိုတာတော့ပဲကြည့်
နော်အဲ့တော့တကယ် trade မဲ့ time frame နဲ့ကျွန်တော်ကြည့်မဲ့ time frame ကျွန်တော်ခွဲပြီးတော့ကျွန်တော်ကြည့်လို့ရတယ် okay ဒါ time frame ကြောင်းဟုတ်ပြီ pips ဆိုတာကျွန်တော်တို့ unit တစ်ခုပေါ့အဲ့တော့ကျွန်တော်တို့ forex market မှာကျွန်တော်ဘယ်လောက်ရွေ့သွားတယ်လဲကျွန်တော်တို့ရဲ့ trade ဒီအပေါ်ဘယ်လောက်ရွေ့သွားတယ်လဲအောက်ကိုဘယ်လောက်ရွေ့သွားတယ်လဲကျွန်တော်တို့ဘယ်ဈေးကနေဘယ်ဈေးကိုဘယ်လောက်ရွေ့သွားတယ်လဲဆိုတာကိုဘာနဲ့ပြောလဲဆိုရင် pip နဲ့ပြောတယ်pip က2မျိုးရှိမယ်ကျွန်တော်တို့euro USD လိုမျိုးကျွန်တော်တို့ဟိုတစ်နောက်မှာဒီလက်သမနောက်မှာ3ည4လုံးတစ်ခါတလေ5လုံးပေါ့နော်ပါလေးရှိတယ်ကျွန်တော်တို့ pair တွေမှာဆိုရင်4လုံးမြောက်ဒီ pip ဖြစ်တယ်1 pip ဖြစ်တယ်ကျွန်တော်10 pip တိုးတယ်ဆိုလို့ရှိရင်ဒီ4ကနေ10တိုးသွားမယ်အဲ့တော့4က4ပဲဒါပေမဲ့5ကနေ6ဖြစ်သွားမယ်64ပေါ့ဒါဆိုရင်ဒါ10 pip တိုးတာเนาะအဲ့တော့ဟိုမှာ1 pip တိုးပဲဆိုရင်54ကနေ55ဖြစ်သွားတယ်ဒါဆို1 pip တိုးတာ okay နောက်ဂျပန်လိုမျိုးဂျပန် pair ပေါ့နော်GPY pair တွေလိုမျိုးကျွန်တော်တို့ဒီဒသမနောက်မှာနေရာ2နေရာဒါမှမဟုတ်3နေရာပဲပါတဲ့ကျွန်တော်တို့ဒီ pair တွေဆိုလို့ရှိရင်ကြတော့ဒါ2 digits ပဲ pair ပေါ့နော်အဲ့လို pair ဆိုလို့ရှိရင်တော့ဒုတိယမြောက်ဒသမနေရာဒီအခုပြဒုတိယမြောက်ဒသမနေရာဒီ1 pip ဖြစ်တယ်အဲ့ဆိုလိုတာဒီမှာဆို194ဒသမ15ကနေ16ဖြစ်သွားရင်1 pip တိုးတာ1ခုဖြစ်သွားရင်2 pip တိုးတာအဲ့လိုပဲ1 4ဖြစ်သွားရင်ဒါ1 pip ရောတာဒီဒုတိယနေရာကြည့်ဒါ pip အဲ့နောက်ဆုံး5ခုမြောက်နေရာကိုကြာကျွန်တော် point လို့လည်းခေါ်တယ် pillet လို့လည်းခေါ်တယ် pit အသေးပေါ့ဗျာ pillet ဆို pit အသေးပေါ့point လို့လည်းခေါ်တယ်ဒါပေမဲ့အဲ့ဒါကကျတော့ကျွန်တော်တို့တချို့ chatting ဆောမှာ trading view မှာဆိုရင်5လုံးပြတယ်ဒါပေမဲ့ကျွန်တော်တို့5လုံးမကြည့်ဘူးအဓိကဒီ4လုံးမြောက်ကိုပဲ1 pit အတိုးရှော့ကျွန်တော်ကြည့်โอเคဒါဒီ pips ဖြစ်တယ်ဟုတ်ပြီနောက်ဆုံးတစ်ခု logs and leverages အဲ့တော့ log ဆိုတာကျတော့ကျွန်တော်တို့one lot ပေါ့နော် one lot ဆိုတာကျွန်တော်တို့က unit တစ်ခုဖြစ်တယ် one lot ကို3သိန်းအဲ့တော့ဒေါ်လာ3သိန်းပေါ့ဆိုတော့ကျွန်တော်က one lot ဝင်မယ်ဆိုရင်ဒေါ်လာ3သိန်းကိုဝင်တာဆိုတော့ကျွန်တော် euro USD ဆိုတဲ့ pair မှာ euro ငွေကိုကျွန်တော်ကဝယ်မယ် one lot ဝယ်မယ်ဒါဆိုရင်3သိန်းမိုးဝယ်တာဒေါ်လာ3သိန်းမိုးဝယ်တာအဲ့လိုပဲ one lot ရောင်းတာဆိုရင်ဒေါ်လာ3သိန်းမိုးရောင်းတာဟုတ်ပြီအဲ့တော့ကျွန်တော်တို့လိုတာမန် retail trader တွေပတ်စံအများကြီးဒေါ်လာသိန်းချီတစ် trade ကိုမဝင်နိုင်တဲ့သူမျိုးတွေအကြတော့ one lot ကိုအရောင်းဝယ်လုပ်ဖို့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ဒီ trade ကိုအရောင်းဝယ်လုပ်ဖို့ဟိုမမီဘူးပေါ့ဘာလို့ one lot လုံးကျွန်တော်တို့ကအဝယ်အရောင်းမလုပ်နိုင်ဘူးအဲ့လိုအခါမျိုးမှာကျွန်တော်တို့ဒီ broker တွေကနေပြီးတော့ leverage လို့ခေါ်တဲ့mechanism တစ်ခုကိုသူကလုပ်ထားတယ်အဲ့တော့ leverage ကတော့အသေးစိတ်ကျွန်တော် detail တော့မပြောတော့ဘူးဒါပေမဲ့ဒီမှာကျွန်တော်နောက်ပိုင်းကျလို့ရှိရင် leverage ကဘယ်လိုသုံးလဲဘာညာသိလာလိမ့်မယ်နော်လောလောဆယ်ဒီမှာအသေးစိတ်ကျွန်တော်မပြောချင်ဘူးဘာလို့ဆိုတော့အရင်များသွားမှာဆိုလို့လောလောဆယ်ကျွန်တော်တို့ simple terms အနေနဲ့မှတ်ထားမှာကျွန်တော် trade one lot ဝင်နိုင်မှုအတွက်ကိုကျွန်တော်တို့ဒီ broker ဘက်ကနေပြီးတော့ကျွန်တော်တို့ချီးပေးတဲ့ပတ်စံလို့ပြောကျွန်တော်တို့မှတ်ထားလို့ရတယ်ဆိုတော့တော့ကျွန်တော်မှကျွန်တော်100ပဲရှိတယ်တစ် trade ကိုကျွန်တော်100ပဲဝင်မယ်ကျွန်တော် one lot ဝင်နေတယ်ဆိုလို့ရှိရင် one lot trade လုပ်ချင်တယ်ဆိုလို့ရှိရင်ဒေါ်လာ100ဘိုးကနေနောက်ထပ်1000 leverage အစ1000ကိုချီးပြီးတော့ one lot ကိုကျွန်တော်ဝင်ပြီးတော့ trade လို့ရတယ်ပြဿနာကသူကအကယ်၍ကျွန်တော်တို့ရဲ့ trade ကဒေါ်လာ100ဘိုးနောက်ကိုစုပ်သွားရင်ဒေါ်လာ100ဘိုးနောက်ကိုစုပ်သွားရင်ကျွန်တော်တို့ trade ကရှုံးမယ်ဘာလို့ကျွန်တော်မူရင်းကဒေါ်လာ100ပဲရှိတာကျွန်တော်တို့ပြောလို့ရှိရင်ဗျာဒီတသိန်းဘိုး trade လို့ရအောင် broker ကနေပြီးတော့မှကျွန်တော်တို့ကိုချီးပေးတဲ့ပတ်စံတော့အလွယ်မှတ်ထားရလို့ရတယ်โอเคဒါဆိုရင်ကျွန်တော်ကရှုပ်တွေမရှိတော့ဘူး leverage ကချီးတာဖြစ်တဲ့အတွက်ကျွန်တော်ကအများကြီးဝင်လို့ရှိရင်ချီးတာများလို့ရှိရင်ကျွန်တော်ပြန်ဆက်ရလည်းများမယ်အတိုးများမယ်ဒါပုံမှန်တိုင်းပဲအဲ့လိုမှတ်လိုက်လို့ရှိရင်ဒါပြီးသွားเนาะအဲ့တော့ဒါ leverage okay အဲ့တော့ကျွန်တော်ဒီလောက်သိပြီဆိုလို့ရှိရင်ကျွန်တော်ကရှေ့ဆက်ပြီးတော့နောက်ကျန်တဲ့ lesson တွေဟိုလမ်းလုံးလို့ရတယ်ပေါ့နော်